ဒီလမ်းတွေပေါ်မှာမောင်းနေရတာကတင်မင်းနဲ့ရင်ဆိုင်ရတယ်လို့ပါပဲတောင်ဆောင်ရဲ့တစ်ဖက်မှာကြောက်တောင်ကြီးတွေကတ်လျက်ရှိပြီးတစ်ဖက်မှာတော့နယ်ဆိုင်တဲ့ကြောက်ကြီးတွေရှိနေတယ်လမ်းဘေးတစ်ချောင်းမှာဆိုကားတွေ6ထဲထူးခြားခဲ့တဲ့နေရာတွေကိုမှတ်သားထားတဲ့အမတ်တရားကြောက်တိုင်လေးတွေအများကြီးတွေ့ရတယ်လမ်းကလည်းမတီးငိမ်သလိုမြင်းကွင်းကလည်းမကောင်းတဲ့အခြေအနေတွေအောက်မှာမတော်တဆမှုတွေကအမြဲတမ်းလိုဖြစ်ပွားနေတာပါစောင်းတွင်းဟုတ်လို့လမ်းတွေပိတ်သွားပြီဆိုတာနဲ့တိုးရှက်ဒေတာကိုရဟရင်နဲ့ပဲသွားလာနိုင်တော့တယ်တခြားသွားစရာလမ်းမရှိတော့ဘူးဒီလိုလမ်းမျိုးကိုဖြတ်တန်းရတာကဘလောက်တောင်စိန်ခေါ်မှုကြီးလဲဆိုတာတွေးကြည့်လို့ရပါတယ်အိန္ဒိယနိုင်ငံကဇိုဂျီလာလမ်းကကက်ရှမီးယားဒေတာနဲ့လာရက်ဒေတာကိုဆက်သွယ်ပေးတဲ့တခုတည်းသောကုန်းလမ်းဖြစ်ပါတယ်ဒီလမ်းကကျင်းမြောင်းပြီးမြေလမ်းတွေရွှက်လမ်းတွေကမတည်ငြိမ်တဲ့အတွက်အိန္ဒိယမှာကုန်တင်ကားနဲ့ခရီးတွေတင်ကားမတော်တဆမှုအများဆုံးဖြစ်တဲ့နေရာတစ်ခုပဲတချို့နေရာတွေဆိုကားတစ်စီးစာပဲသွားလို့ရပြီးလမ်းဘေးမှာလည်းဘာအကားအကွယ်မှမရှိပါဘူးမြို့တွေနဲ့တောင်ပေါ်လေးပြင်းတီကြားထဲမှာရန်မောင်းတွေဟာ6ကမ်းပါဘေးကနေကပ်ပြီးမောင်းနေရတယ်ဒီလမ်းမှာမောင်းနေနိုင်တဲ့အမြင့်နေရာတွေမှာတော့နင်းတွေအများကြီးကျပြီး49ပေကနေ89ပေအထိနင်းတွေဖုံလန်းနေတတ်တယ်ဒါကြောင့်နင်းကြိုကျနိုင်တဲ့အန်ဒရီအမြဲရှိနေပြီးတစ်နှစ်ကို6လလောက်လမ်းပိတ်ထားရတယ်ဒီလိုအန်ဒရီများတဲ့လမ်းကြောင်းပေါ်အားကိုးရတာကိုရှော့ချဖို့အတွက်အိန္ဒိယနိုင်ငံကတောင်အောက်ကနေဆိုဂျီလာဥမင်လိုင်းခေါင်းကိုတိစောက်နေပြီးပြီးစီးသွားရင်တော့အာရှမှာအရှိအဆုံးနှလန်းသွားဥမင်လိုင်းခေါင်းထက်လာမှာပါပါကစ္စတန်ကဖယ်ရီမတ်တိုလန်ကကဘာပေါ်မှာနဝမြောက်အမြင့်ဆုံးတောင်ထစ်တယ်လို့တောင်တက်စမားတဲ့အသေးဆုံးမှုနှုန်းအမြင့်ဆုံးတောင်တွေထဲကတစ်ခုဖြစ်တဲ့နန်ကားပါပတ်တောင်ချေကိုသွားဖို့တခုတည်းသောလမ်းကြောင်းပဲခရီးစဉ်နဲ့ဗန်းတိုင်ကြားကအန်ဒရီများတဲ့ဆက်သွယ်မှုတစ်ခုပေါ့ဒီလမ်းကိုလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကလေးကတောင်ဆောင်ကိုထွင်းပြီးလက်နဲ့ဖောက်လုပ်ခဲ့တာပါခေတ်မီစက်ကရိယာတွေလည်းမပါဝင်သလိုခိုင်ခန့်အောင်အားဖြည့်ထားတာမျိုးလည်းမရှိဘူးလို့ခေတ်မီအင်ဂျင်နီယာစံနှုန်းတွေအရပြောလို့ရပါတယ်